ကိုရီးယားရုပ်ရှင်လောကရဲ့ထိပ်တန်းဇာတ်ကားတစ်ခုဖြစ်တဲ့ Assassination ဆိုတဲ့ဇာတ်ကားကိုအပိုင်းနဲ့တင်ပြလာခဲ့ရာယခုအခါမှာတော့အပိုင်း3ဇာတ်လင်းပိုင်းကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အပိုင်း2မှာတော့ကိုရီးယားမြေအောက်တော်လှန်ရေးသမားတစုဟာဂျပန်မျိုးစောတပ်မှုကြီးနဲ့ခရိုနီကန်အင်ဂူတို့ကိုချောင်းမြောက်လုပ်ကြံခဲ့ရမှအောင်မြင်ခဲ့ပဲ။ဖောက်ခွဲရေးသမားဟော်ဒေါ်ဆန်နဲ့ဂျာကြီးတို့ဟာလည်းကြာဆုံးသွားခဲ့ပြီဖြစ်တယ်လို့ခေါင်းဆောင်အန်အွန်ယွန်းကလည်းအဖမ်းခံခဲ့ရပါပြီ။ထပ်မံပြီးတော့အန်အွန်ဂူတို့ကိုတော်လှန်ရေးသမားတွေမှမသိပဲလာရောက်လုပ်ကြံခဲ့တဲ့ဂျေဇန်တပ်သမားဟိုင်ဝါရီဟာလည်းဂျာညက်ပြီးတော့ဂျပန်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဇာတ်သိမ်းပိုင်းမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုအခုဗီဒီယိုမှာဆက်လက်တင်ပြပေးသွားပါမယ်။ဟိုင်ဝါရီနဲ့အင်ယွန်းတို့ကိုဖမ်းခေါ်လာစဉ်ဖက်စစ်အကြမ်းဖက်တွေဟာနှာဘူးထနေတာမို့နှစ်ယောက်သားနန်းညင်အောင်ဆောင်ကတနာယူတွေကိုအကွက်ဆင်ခဲ့ပြီးနောက်ဂျပန်စစ်သားတွေကိုပြန်လည်တိုက်ခိုက်ကအချုပ်ကားကိုပါအပိုင်စီးလိုက်နိုင်ခဲ့ပါတယ်။ကန်ယုံကလည်းဘီရက်ဆိုင်ကနဲ့လိုက်လာကကြံရှိနေတဲ့အကြမ်းဖက်စစ်တပ်တွေကိုချေမှုန်းပေးခဲ့ပါတယ်။ဟာဝိုင်ယီကဒဏ်ရာရနေတဲ့အန်ယုံကိုစေကန်တစ်ခုကိုခေါ်သွားကအရေးပေါ်ကုသပေးခဲ့ပြီးမယ်။ခံယောင်းကတော့မိန်းကလေးကိုတတ်ခါပတ်စံယူဖို့ပဲတိုက်တွန်းနေခဲ့ပါတယ်။ဟာဝါရီဟာခံယောင်းအပါလူအလုံးကိုအပြင်ခတ်ခိုင်းလိုက်ပြီးအန်အိုယွန်းနဲ့စကားပြောကြည့်ရမှာတော့သူမတို့ဟာဂျပန်တပ်မှုနဲ့ကန်အင်ဂူတို့ကိုလုတ်ကြံမဲ့တော်လိုင်းသမားများဖြစ်ကြောင်းသိလိုက်ရပြီးတခါလား၎င်းတို့နှစ်ယောက်ကိုလုတ်ကြံရုံနဲ့ကိုရီးယားလွတ်လပ်ရေးရမသွားတာမို့အကျိုးမရှိတဲ့အလုပ်တွေကိုမလုပ်ပင်ကြောင်းတရားချနေခဲ့ပါတယ်။အန်အိုယွန်းကတော့ကိုရီးယားပြည်သူတွေဟာဟိုနိုင်ငံကပြည်သူတွေလိုမျိုးပဲပြည်ပနိုင်ငံတွေမှာအကျက်အတဲ့အခက်ခဲများစွာနဲ့ဖြတ်သန်းနေကြရပြီးမကြခင်တော်လှန်ရေးကြီးပြီးဆုံးကအင်ကူပြန်နိုင်မှုသာမျှော်လင့်နေကြကြောင်းသူတို့နှစ်ယောက်ကိုတည်ယုံနဲ့လွတ်လပ်ရေးရမပြီးကြပြီမဲ့ကိုရီးယားလွတ်လပ်ရေးအတွက်အနည်းနဲ့အများဆိုသလိုအကျိုးရှိတာကြောင့်ဟာဝါရီတို့လိုကြီးသားတွေကတော့ဒါတွေကိုနားလည်မှာမဟုတ်ကြောင်းခြေပခဲ့ပြီးတစ်ဆက်ထဲမှာပဲသူတို့ကိုဘသူကတခိုင်းတာလဲလို့မိတဲ့အခါဟိုင်ဝါရီကဘသူပေဝါမှမသိပေမဲ့ထိုးသူဟာလက်ချောင်းတစ်ချောင်းပြက်နေကြောင်းပြောပြလိုက်ရမှာတော့သူတို့ခေါင်းဆောင်ယွန်စော့ကျင်ဖြစ်နေကြောင်းသိလိုက်ရပါတော့တယ်ဟာဝိုင်လေအန်အိုယွန်းကိုလွတ်ပေးလိုက်ခါအပြင်ကိုပြန်ထွက်လာစဉ်အစေးစိတ်ကျန်းနေတဲ့ခက်စစ်စစ်သားတွေကတယောက်ကိုခက်တီတီနဲ့ပါဝင်ရိုက်ခါပြန်ချဲနေစဉ်ရထားပေါ်မှာပြီးကျွမ်းခဲ့တဲ့ခါဝါဂူချီဆိုတဲ့စစ်ဗိုလ်ရောက်ရှိလာကရောရောင်ပိုးရောင်နှုတ်ဆက်ပြီးစကားပြောနေခဲ့ကြပါတယ်ခါဝါဂူချီဟာမတော်တဆဝင်တိုင်းမိခဲ့တဲ့ကိုရီးယားမိန်းကလေးငယ်တယောက်ကိုချက်ချင်းဆိုသူတို့ကစ်တက်ခဲ့တာရောဟာဝါဒီကလေးခံမြင့်တော်တာထွက်ကစိတ်ကိုမနေထိန်ခတ်ခဲ့ရပြီးခါဝါဂူချီကတော့ဒီတယောက်နဲ့ဆိုသူတတ်တာကိုရီးယားလူမျိုးအယောက်300ကျော်ပြီးဖြစ်ကြောင်းကြောက်ဝါနေခဲ့ပါတယ်။အပြစ်မဲ့ပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်နေခြင်းဒီပင်လျင်ဂုံညူဝင်ကြွနေတတ်တဲ့သက်စစ်စရိုက်တွေကိုအထင်သာတွေ့မြင်ရပါတယ်။ဒီနောက်မှာတော့ခါခါဝူချီဟာသူ့ရဲ့မင်္ဂလာပွဲအတွက်အထူးတပ်သားအနေနဲ့လာရောက်ဆောင်ချက်ပေးဖို့ကမ်းလှမ်းခဲ့ရမှာတော့ငကူတဲကသက်ချင်နေတဲ့ဟာဝါရီအဖို့ရေကန်အသင့်ကြားအသင့်ဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့မီဆူကိုဟာလည်းအိမ်ထဲမှာမွေးနောက်ဆက်စုနေရင်အန်အိုယွန်းရဲ့လိပ်စာကိုမြင်တော့ခဲ့တာကြောင့်လိပ်စာအတိုင်းလိုက်သွားခဲ့ပါတယ်။ဒီအချိန်မီဆူဂူရုအိမ်ကိုဒလန်ကောင်ရွစောချင်တယောက်ရောက်ရှိလာကခိုင်အင်ဂူရုကိုလုတ်ကြံကြမဲ့သူတွေဟာတစ်ချိန်ကပျောက်ဆုံးသွားတဲ့သူ့ရဲ့သမီးအန်အိုယွန်းဖြစ်ကြောင်းတက်ဖို့နဲ့တကွာလာရောက်သတင်းပေးခဲ့ပါတယ်။တစ်ချိန်ကသူကိုယ်တိုင်လုတ်ကြံခဲ့တဲ့ခရိုနီတထေးတယောက်ကိုမျက်နှာလောက်ခါအရှက်မရှိလာရောက်သတင်းပေးဒလန်လုံနေခဲ့တာပါ။ခရိုနီခိုင်အင်ဂူကလည်းဒီအကြောင်းအရာတွေကိုဂျပန်မျိုးစုံတမှုကြီးသိရှိသွားမှစိုးရိမ်နေတာကြောင့်ဒလန်ကောင်ရွစောချင်တို့နဲ့ပေါင်းကသမီးဖြစ်သူကိုချက်ချင်းသွားရောက်လုတ်ကြံဖို့ပြင်ဆင်ကြပါတော့တယ်။ဒီအချိန်မီဆူဂူဟာအန်အိုယွန်းတိုင်ရောက်ရှိနေခဲ့ပြီးသူ့ဖေဟာလူကောင်းဖြစ်ကြောင်းနဲ့ဖြစ်သမျှအရာရာကိုလည်းဖြည့်ရှင်းပြီးမှမို့သူတို့နဲ့အတူပြန်လာနေဖို့ဖြုံးဖြနေခဲ့ပါတယ်။အန်အွန်ယွန်းကတော့နိုင်ငံသက်စာပေါက်ခရိုနီအဖေနဲ့မနေလို့ပဲသူဟာသူ့အမေအုတ်ကူရှိရမန်ချူကိုသာလျှင်ပြန်မလို့ပြောနေခဲ့ပါတယ်။ရုတ်တရက်အန်အွန်ယွန်းဟာအန်နီအငွေ့သက်တွေကိုခန်းစားမိလာပြီးမီဆူဂူဟာလည်းသူဟာနှောင်မရဲ့နေလက်ထက်ရတော့မယ်ဂျပန်စစ်ဗိုလ်ရဲ့သူတို့သမီးလောင်းဖြစ်တာမို့အရာရာကိုဖြည့်ရှင်းပြီးမယ်ဆိုကညီမဖြစ်သူကိုအခန်းတွင်းသို့ဝင်ပုံးစေခဲ့ပါတယ်။သို့တော့ဂိုင်ရင်ကူးရဲ့လူယုံနေဟာမီဆူဂူကိုအန်အွန်ယွန်းထင်ဘက်ကစကားပြောခွင့်တောင်မပြီးပဲတခါတည်းပြစ်တက်လိုက်ပါတော့တယ်။အန်အိုယွန်းကတော့လှိမဲစွာရှောင်ဖို့နိုင်ခဲ့ပါတယ်။အပြင်ကူပြန်ထွက်လာချိန်မီဆူဂူရဲ့ဒရိုင်ဘာဟာအန်အိုယွန်းကိုမီဆူဂူအထင်းနဲ့နှုတ်ဆက်ထားကြောင်းအန်အိုယွန်းလည်းအကြံတစ်ခုရသွားခဲ့ကမီဆူဂူအနေနဲ့ဟန်ဆောင်ကဂန်အင်ဂူတို့အိမ်ကိုလိုက်သွားခဲ့ပါတယ်။တစ်ဖက်ကဟာဝါရီကလည်းဖက်စစ်စစ်ဘူခါဝါဂူချီရဲ့မင်္ဂလာပွဲကိုတက်ရောက်ခါထိတ်တန့်အရာရှိတွေကိုလုတ်ကြံဖို့ဆုံးဖြတ်လိုက်ပါပြီ။ဂန်ယောင်းကတော့သဘောမတူပဲတော်လှန်ရေးသမားတွေနဲ့ရောဖက်စစ်စစ်တပ်နဲ့ပါမပတ်သက်ပဲငွေရှာဘူးကိုသာအာယုံစိုက်ဖို့ဖြုံးဖြပေးနေခဲ့ပါတယ်။ဟိုင်ဝါရီကတော့ကိုရီးယားလူမျိုးတွေဟာဂျပန်ရဲ့သင်္ခွတ်ခြင်းကိုခံနေရကြောင်းနားလည်သွားပြီမို့ကန်ယောက်အားရှန်ခိုင်းကိုပြန်ခိုင်းလိုက်ခါသူကတော့မင်္ဂလာဝတ်တက်ရောက်ဖို့ပြင်ဆင်ခဲ့ပါတော့တယ်။ ဒီ
ဒီအချိန်မက်ဒန်စီကိုဒဏ်ရာပြင်းထန်လာရရှိထားတဲ့တနက်ကြီးကပြန်လည်ရောက်ရှိလာခဲ့ပါတယ်အမြင်မသိတနက်သမားတယောက်ဟာဂျောင်းဝင်ပြစ်ခတ်ခဲ့တာမို့တခုခုတော့မှားနေပြီဆိုတာကိုရိပ်မိခဲ့ပါတယ်မတ်ထိုင်ကတော့မရှင်ကိုခဏမိထားပြီးရှန်ဟိုင်းကိုပြန်မှုစီစဉ်ပေးခဲ့ပြီးမြဲတနက်ကြီးဟာလက်မခံခဲ့ပဲဒီမရှင်ကိုသူပြီးဆိုအောင်လုပ်မယ်ဆိုခါလက်ကျန်လက်နက်ခဲယမ်းများကိုတောင်းယူပြီးမတ်ထိုင်ကိုလည်းဆိုင်ပိတ်ခါတခြားမှာရှောင်းနေခဲ့ဖို့မှာခဲ့လိုက်ပါတယ်တစ်ဖက်ကအန်ဦးယုံဟာလည်းပြပြရေးဟန်ဆောင်နေခဲ့ပြီးမြဲငငယ်လေးတွေကမီဆူကူကိုထိန်းလာတဲ့ဂန်အင်ကူရဲ့လူယုံဟာထူးခြားမှုတစုံတရာကိုခံစားမိနေခဲ့ပြီးညဘက်မှာတိတ်တဆိတ်ထောင်လှမ်းနေခဲ့ရင်အန်ဦးယုံမန်းသိရှိသွားခဲ့ကနှစ်ယောက်သားတက်ခိုက်ကြပါတော့တယ်ဒီနောက်မှာတော့အန်ဦးယုံဟာတယ်လီဖုန်းကျိုးနဲ့ညှက်တက်နိုင်ခဲ့ပြီးနောက်အလောင်းကိုကရင်အောင်ဝှက်ထားခဲ့ပါတယ်နောက်တနေ့မနေ့မှာတော့အင်ကူခါခါဝူချီယာရောက်ရှိလာခဲ့ပြီးနောက်မရှင်းမနှောင်းမှာပဲဟိုင်ဝါရီဟာလည်းရောက်ရှိလာခဲ့ပါတယ်ဟိုင်ဝါရီကိုရှဟိုင်းမှာတောင်းဝန်ကြနေတဲ့ဂျပန်ကြီးတဲ့ဘူလို့သာသိထားတဲ့ခါခါဝူချီကအန်ဦးယုံနဲ့မိတ်ဆက်ပေးနေခဲ့ပါတယ်အန်ဦးယုံကတော့မင်းင်းချင်းပဲရှဟိုင်းကကော်ဖီတွေကတောက်ရတာကောင်းပြီးမီရာဘူကော်ဖီကနာမည်ကြီးကြောင်းပရိယန်နဲ့နှုတ်ဆက်လိုက်ချိန်ဟိုင်ဝါရီကလည်းသူ့မျက်စိရှိကမင်းကလေးဟာအန်ဦးယုံမှန်းသိသွားခဲ့ပါတယ်နှစ်ယောက်သားဟာဂျပန်လိုမပြောပဲကိုရီးယားလိုပြောကဒီမရှင်ဟာသူ့ရဲ့တောင်းအောင်မှုအသေးခံလုပ်ကြံရမှာဖြစ်ပြီးဟိုင်ဝါရီကိုဝင်မရှို့ပဲရှဟိုင်းကိုပြန်ဖို့ပြောနေခဲ့ပေမဲ့ဟိုင်ဝါရီကတော့လက်မခံပဲအန်ဦးယုံကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်ခါခါဝူချီကတော့စကားပြောရင်ဂျပန်လိုပဲပြောဖို့တောင်းဆိုရင်နောက်တင်ကျင်းပါမယ်မင်္ဂလာပွဲအတွက်ဖိတ်စာကိုဟိုင်ဝါရီကိုပေးခဲ့လိုက်ပါတော့တယ်ထိုအချိန်တစ်ဖက်မှာတော့အသားတွေကလောက်ထွက်သကောလုံးမှာဇောင်းမနဲ့တဲ့ဒလန်ကောင်ရန်စော့ချင်းဟာဖက်စစ်စစ်တပ်ကပေးအပ်တဲ့ယာဒူးနဲ့တကွခါရာမီချီဆိုတဲ့နာမည်ကိုပါခံယူနေခဲ့ပါတယ်နောက်တနေ့တနက်ကြီးဟာမတ်တန်စီကိုဖုန်းဆက်ခါခါခါဝူချီရဲ့မင်္ဂလာပွဲတီနီယာနဲ့အချိန်ကိုမေးမြန်းနေချိန်အပြင်ကနေခေါ်တန်းကြတာမို့အောက်ထပ်ကိုဆင်းလာတဲ့အခါမှာတော့ရွတ်စော့ကျင်တဲ့ဖက်စစ်စစ်သားအချို့ဟာရောက်ရှိနေခဲ့ပါပြီ။မတ်ထန်ဖွင့်ထားတဲ့ဆိုင်ဟာတကယ်တော့တော်လှန်ရေးအစိုးရရဲ့အခြေဆိုင်ရုံးသုံးခုတည်းကတစ်ခုဖြစ်ပြီးနောက်ထပ်နှစ်ခုရဲ့တီနီယာကိုနှိပ်စက်ကမင်းမြန်နေခဲ့ပါတယ်။မတ်တဟာသူစာရက်စာတန်းတွေသွားယူပြီးမယ်ဆိုကအပေါ်ကိုတက်လာခဲ့ပြီးနောက်ရဲရင်စွာကုတ်ကုတ်ကိုအဆုံးစီရင်သွားခဲ့ပါတော့တယ်။ခါခါဝူချီရဲ့မင်္ဂလာဆောင်မှာတော့အဆောင်အကျက်စသားတွေနဲ့ပြည့်နှက်နေပြီးခမ်းမထဲမှာလည်းအေပရိသတ်တွေနဲ့စီကားနေလေးရပါဓာတ်လေကားရဲ့ခေါ်မှုတနေရာမှာတော့တနက်ကြီးဟာစောတနက်တလန့်နဲ့အသင့်နေရယူထားလိုက်ပါတယ်ဟာဝါရီယာလည်းဂျပန်ကြီးတဲ့ဒုဗိုလ်အယောင်ဟန်ဆောင်က VIP bus နဲ့မင်္ဂလာခမ်းမတွေကိုဝင်ရောက်လာခဲ့ပြီးမီဆူကိုဟန်ဆောင်ထားတဲ့အန်ဦးယွန်းဟာလည်းသူ့အစီအစဉ်နဲ့သူတတော်သမီးအနေနဲ့မင်္ဂလာခမ်းမတွေကိုရောက်ရှိလာခဲ့ပါပြီဒလန်ကိုယူဆော့ချိန်ဟာလေမင်္ဂလာပွဲကိုတက်ရောက်လာခဲ့ပြီးဟန်ဝါရီကိုမြင်တာမှုတနက်ကိုသိမ့်ပြီးဖန့်ခေါ်သွားခဲ့ချိန်မင်္ဂလာခမ်းမတဲ့ကိုရှောက်လန့်လာတဲ့အန်ဦးယွန်းဟာလေတတိထားမိခဲ့ပါတယ်မင်္ဂလာပွဲစတင်ရမှာတော့အန်ဦးယွန်းဟာပန်စီတွေကဝှက်ယူလာတဲ့တနက်နဲ့ဂျပန်တမူးကြီးကိုပြစ်ဖို့ချိန်နေစဉ်တက်လီကားတွေကတနက်ကြီးဟာရုတ်တရက်မဲမဲမီယာကိုဝင်ရောက်ပြစ်ခတ်ပါတော့တယ်ဖက်စစ်အကြမ်းဖက်တော်တော်များများဟာလေအတုံးအယုံတည်ဆုံးကုန်ကြပြီးအန်ဦးယွန်းဟာလေတနက်ကိုမရမကပြန်ယူကအဓိကပြစ်မှတ်ဖြစ်တဲ့ဂျပန်တမူးကြီးကိုအချက်ပေါင်းများစွာပြစ်ခတ်လိုက်ပါတော့တယ်ခါခါဝူချီကလည်းသူတို့သမီးဟာမီဆူကူမဟုံမန်းသိသွားတာကြောင့်ဝင်ရောက်တိုက်ခိုက်နေခဲ့ပါတယ်တနက်ကြီးဟာလေကားတက်လျှောက်တက်လာတဲ့ဖက်စစ်အကြမ်းဖက်စစ်သားတွေကိုဘုံနဲ့ခွဲကခုခံပြစ်ခတ်နေခဲ့တာကြောင့်ဘသူမှရှေ့မတိုးနိုင်ဖြစ်နေပါတယ်ဒီအချိန်ဒလန်ကောင်ရန်ဆိုးချိန်ကသူ့ကိုဒလန်မမတီသေးတဲ့တနက်ကြီးကိုလှန့်ခေါ်လိုက်ပြီးစစ်ကူလာပြီးတောင်လေသားကရုတ်တရက်တနက်နဲ့ပြစ်ခတ်ခဲ့တာမို့တနက်ကြီးရဲ့ဒဏ်ရာပြင်းထန်သွားရရှိသွားခဲ့ပါတယ်တိုက်ပွဲပြင်းထန်နေချိန်အဖမ်းခံထားရတဲ့ဟာဝိုင်ယီကလည်းအစောစစ်သားနှစ်ယောက်ကိုတိုက်ခိုက်ခါလွတ်မြောက်လာခဲ့ပြီးအန်ဦးယွန်းတို့ထံရောက်လာကဝမ်ချော့ 1K စကီးပြကစစ်ကူလာပေးခဲ့ပါတယ်ဟာဝိုင်ယီဟာသူတေဗီထင်ထားခဲ့တဲ့တနက်ကြီးကိုမြင်ကအံ့ဩနေခဲ့ပြီးနောက်ကြည်စံကုန်းနေပြီးဖြစ်တဲ့တနက်ကြီးအတွက်ပစ္စတိုတက်လက်ဆောင်ပေးခဲ့ပါတယ်အခန်းတစ်ခုထဲမှာတော့ဒိုင်အင်ကူတီယောအန်ဦးယွန်းကိုတောင်းပန်နေခဲ့ပြီးသူဟာကိုရီးယားလူမျိုးတွေကောင်းကျိုးအတွက်လုပ်နေခဲ့တာချစ်ကြောင်မျက်ရည်ချူကတောင်းပန်နေလဲချသေးဆုံးနေပြီးဖြစ်တဲ့ဂျပန်စစ်သားတစ်ယောက်ထံမှတနက်ကိုအမှတ်တမဲ့ဆွဲယူကပြစ်ခတ်ဖို့ကြိုးစားခဲ့ပေမဲ့တနက်ဟာကျိုးနဲ့ညှိနေခဲ့ပါတယ်အန်ဦးယွန်းနဲ့အဖေဖြစ်သူကမပြည့်ရပဲတွေ့ဝေးနေစဉ်ဟာဝါရီဟာရောက်ရှိလာကပြစ်ခတ်ရှင်းလင်းပေးခဲ့ရပါတယ်ဒီနောက်မှာတော့ဟာဝါရီတို့လည်းခါခါကူချီဖို့တစားကန်နေနဲ့ဖန့်ခေါ်လာခဲ့ကြပါတယ်။လက်နက်ကြီးကတော့တန်ရာပြင်းထန်နေပြီးမို့အန်ဦးယွန်းတို့ကိုနှုတ်ဆက်ရင်မြင့်မြတ်စွာကြာဆုံးသွားခဲ့ပါတယ်။ထို့နောက်ဟာဝါဒီနဲ့အန်ဦးယွန်းတို့လည်းခါခါကူချီကိုနောက်ကျောကနေတနက်နဲ့ထောက်ခါကဲထုံချင်ဟန်ဆောင်ကခက်တီတီနဲ့ထွက်လာခဲ့ပါတယ်။ထို့စဉ်ပါနဲ့တဲ့ဒလန်ကောင်ရေစော့ချင်ဟာလှမ်းမြင်သွားခဲ့ပြီးတရူးသမီးနဲ့တရူးသားတို့ဟာပြန်ပေးဆွဲခံနေရကြောင်းအော်ဟစ်ခဲ့တာကြောင့်လင်းမြစွာထွက်ပြေးလာခဲ့ရပါတယ်။ဒလန်ကောင်ဟာတရူးသမီးကိုမီဆူကူပဲထင်မှတ်နေပြီးတန်ပေးဆွဲခံရတယ်လို့သာထင်နေတာပါ။ဟာဝါဒီနဲ့အန်ဦးယွန်းတို့လည်းဖက်စစ်စစ်သားများကြပြိမိနေချိန်မချစ်မတ်ထားပဲဂန်ယောင်းပါရောက်ရှိလာခကဲထုတ်သွားခဲ့ပါတယ်။
ထိုခေတ်ကလေးကဂျပန်တို့ဟာယနေ့ခေတ် GPS ကဲ့သို့ခြေရခန့်စနစ်ကိုအချိန်ကြီးပညာများနဲ့တိစောက်ထားတာကြောင့်ဟာဝါရီတို့ကဟာမထန်တို့ရဲ့အရာဘကိုဥတီနေမှန်းသိသွားခဲ့ပါတယ်ဒီနောက်မှာတော့မြေအောက်ခန်းဘက်ကလှည့်ဝက်လှိုင်ကောင်းရှိရာနိုင်ငံကိုသွားရောက်ထူးထပ်နေကြစဉ်ဖက်စစ်အကြံဖက်ခါဝူချီကတော့မင်းတို့တော်လိုင်းဟိရမနိုင်တော့ဘူးလက်လျှော့လိုက်တော့လို့ဟိုနိုင်ငံကကောင်းနေလို့မျိုးဝါဒဖြန့်နေစေမှုတော့ဖက်ကိုတစ်ချက်ဖြတ်ရိုက်လိုက်ပါလေဒီနောက်မှာတော့ဒလန်ကောင်ဟာအလံဖြူပြကဟိုင်ဝါရီတို့နဲ့လာရောက်ညှိနှိုင်းခဲ့ပြီးလက်ရှိတစားကန်သူတို့သမီးနဲ့သူတို့သားကိုပြန်အပ်ရင်ဆွေချင်းငင်များစွာပေးမယ်ဖြစ်ကြောင်းကန်လှမ်းခဲ့ပါတယ်ဟိုင်ဝါရီကတော့တယောက်ချင်းစီပြန်လွှတ်ပေးမယ်လို့ပြောကအခုထိအန်ဦးယွန်းကိုမီဆူကိုထင်မှတ်နေစေဖြစ်တာမို့ဆက်လက်ဟန်ဆောင်ကအနီးကင်းစွာနဲ့ထွက်သွားဖို့စီစဉ်ပေးခဲ့ပြီးမြဲအန်အိုယွန်းကတော့တိုင်ကွဲများကြမတိမတာတွေ့နိမိခဲ့တဲ့တန်ရုံးစဉ်ကျိုးဟာဖြတ်မရအောင်ခိုင်မာနေပြီဖြစ်တာမို့ထားမသွားနိုင်ဖြစ်နေပါတယ်သူတို့နှစ်ဦးရဲ့အဖြစ်ကိုကြည့်ကငွေရဖို့ပဲပြီးတဲ့ခံရောင်းအောင်စိတ်မကောင်းနေဖြစ်နေရပါပြီဟန်ဝါရီကလည်းအနန်းတပွင့်နဲ့နှုတ်ဆက်ခဲ့လိုက်ပြီးနောက်သူတို့ဖူးစာဆုံခဲ့ရမေဂျာဘိုဟိုတယ်မှာပြန်ဆောင်ကြမယ်လို့ကတိပေးရင်အန်အိုယွန်းကိုထွက်သွားခိုင်းလိုက်ပါတယ်ဒီနောက်မှာတော့ဖက်စစ်ကောင်ခါဝူချီကိုမရဲဖို့ဗီဇာမလိုပဲအရောက်ပို့ပေးလိုက်ပြီးနောက်ရီစုမြောင်းကနေဖက်ပြေကြပါတော့တယ်သူ့တို့အရာရမှာပနက်ခါတကွက်ကျော်ငင်တက်တဲ့တလက်ကောင်ရင်စော့ခြင်းဟာဟောင်ဝါဒီတို့ရဲ့ထွက်ပုတ်ကိုကြိုတင်ရောက်ရှိနေပြီးနောက်ဘိုင်မွန်တိခတ်ထားကြောင်းဂေယောင်းဟာလည်းကြာဆုံသွားခဲ့ရပါပြီဟာဝါရီကလည်းတနက်ကြီးစမ်းများကြားကအာတင်ရင်ဒလန်ကောင်ရဲ့ရှင်ဝါကိုဓာတ်နဲ့ထိုးဆိုင်နိုင်ခဲ့ပြီးမြဲသူကလည်းတနက်တန်ရများစွာနဲ့ကြာဆုံသွားခဲ့ရပါတယ်1945မှာတော့ကိုရီးယားဟာလွတ်လပ်ရေးရသွားခဲ့ပြီးဒလန်ကောင်ယူဆို့ချိန်ဟာလည်းခက်တီရီနဲ့တော်လှန်ရေးသမားညောင်ပြန်ဆောင်ကရဲအရာရှိအနေနဲ့တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။သို့တော့1949ခုနှစ်မှာတစုံတစ်ယောက်ကယူဆို့ချိန်ဟာဒလန်ဖြစ်ကြောင်းတိုင်တန်းခဲ့တာမို့တရားရုံးမှာအမှုရင်ဆိုင်နေခဲ့ရပါတယ်။ယူဆို့ချိန်ကတော့သူ့ရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေဟာကိုရီးယားပြည်သူတွေအတွက်တာဝန်ထမ်းဆောင်ရင်ရခဲ့တာဖြစ်ကြောင်းအကယ်ဒမီရှော့တွေနဲ့ဒရမာခင်းပြနေပြီးတူဦးတဲ့သောတပ်တွေဟာလည်းလုတ်ချန်ခံလိုက်ရပြီးဖြစ်တာမို့လူငင်းချမ်းသာခွင့်ရခဲ့ကတရားရုံးလေးကပြန်ထွက်လာစဉ်အန်ဦးယွန်းကိုလှမ်းတွေ့တာကြောင့်မီဆီကိုအထင်းနဲ့နောက်ကလိုက်သွားခဲ့ရတနေရာရောက်မှာတော့တချိန်ကသူ့ပြစ်တက်ခဲ့တဲ့ရဲဘော်မြောင်ဦးကိုအသက်မသေးပဲအရှင်လက်လက်တွေ့လိုက်ရပါတော့တယ်ဒီနောက်မှာတော့အန်ဦးယွန်းကလည်းနောက်ကထွက်လာခဲ့ပြီးတနက်နဲ့ချိန်ထားလိုက်ပြီးမို့ဒလန်ငေါဟာကြောက်လန့်စွာနဲ့တောင်းပန်နေခဲ့ရပါပြီရဲဘော်မြောင်ဦးဟာတချိန်ကသူ့ရဲ့ခေါင်းဆောင်ကြီးဂင်ကူပေးအပ်ခဲ့တဲ့ဂျိုစော့ချိန်ဟာဒလန်ဆိုရင်ပြစ်တက်လိုက်ဆိုတဲ့တောင်းဝန်ကိုအဆုံးသတ်လိုက်ပါတော့တယ်အသက်ပြင်းတဲ့ဒလန်ကောင်ဟာထွက်ပြေးသွားခဲ့ပြီမဲ့အန်ဦးယွန်းကတော့ဒီတစ်ချိန်မှာလုံးဝအလွန်မပေးတော့ပဲအချိန်ချင်းပနက်နဲ့အချက်ပေါင်းများစွာပြစ်တက်လိုက်ရင်ညီကုန်းချိုးပေးလိုက်ပါတော့တယ်